သားရတဲ့နေ့တစ်ခုမှာ1990ကစားပွဲတဲ့ကို Monster School ကျောင်းသားတွေရောက်လာခဲ့ပါတယ်။ငါတို့ဘယ်ကိုရောက်လာလဲဟာ Prepper ကမီးသီးတွေကိုတေချာစိုက်ကြည့်ပြီးမျက်လုံးကြီးအငွေ့တွေထွက်လာပါတယ်။ဒီနောက်မှာတော့ player 3ယောက်လည်းထပ်ဝင်လာပါတယ်။ Mr. Pace, Steve နဲ့ Aman S အနီကောင်တို့တွေဖြစ်ပါတယ်။ Steve ကထွက်သွားခဲ့ပါတယ်။ဘာလဲဟာ Mr. Pace ကိုရိုင်းရောက်လာလား Mr. Pace က99ကိုနိုင်ယူကြမယ်ကွာ။ဆရာကျွန်တော်ဖန်အစ်စ်ပါလက်မလေးထုတ်ပြီးပါနော်ဟုတ်ပါပြီ။စွန်ဘီယာစိတ်နဲ့တွေ့သွားပါတယ်။ဟာမိုက်ပြေဟာမင်္ဂလာပါဇီဝဲတူဘာမြောက်လို့ရှိလို့လဲစွန်ဘီယာသူ့ရဲ့ပတ်စံကိုထုတ်ကြည့်လိုက်တော့ကျဲသီးတွေပဲရှိခဲ့ပါတယ်။ဒေါ်လီနဲ့လေရူရမ်နာကိုကြီးဟဲပတိကြီးလာပြောနေရလားစွန်ဘီလည်းမတက်နိုင်လို့ထွက်သွားပါတယ်။အမန် S ရောက်လာပြီးတော့ဈေးရောက်သူကိုဓာတ်နဲ့ရှင်းထုတ်ပြီးအကုန်ယူလိုက်ပါတယ်။ဒီလိုနဲ့ကိတ်ဝကြီးမှာ99ကပောက်ဝင်လို့ရမယ်ပေါ်တယ်ကြီးပွင့်လာပါတယ်။ကျောင်းနေအဲ့လိုဝင်လို့ရပြီဟေးအဲ့ဒါနဲ့99ကပောက်တွေကိုရောက်ဖို့လူ6ယောက်ဝင်သွားခဲ့ပါတယ်။ဝေါရမ်းလိုက်ကြပဲ။ Mr. Pace ကတနာလို့ပတ်စံနဲ့ပေါက်ပြစ်ပါတယ်။ဟေးလူ6ယောက်တော့ပြစ်တာပြီ။အဲ့ဒီအချိန်မှာ Mr. Pace ရောက်လာပြီး Hero Prime ကိုကန်ထုတ်သွားခဲ့ပါတယ်။ဘာလဲဟာတေးစဒီ Mr. Pace ဆိုရဲကောင်တက်လာမှဒီဒီယိုမဲဒီလိုနဲ့တလွဲကောင်တွေ99 days ကပါရဲကိုဝင်လာပါတယ်။အိုးဒီထဲမှာငါရရှင်တရမှာပေါ့ဒီလိုနဲ့ player တွေလည်းပြင်ဆင်ဖို့ထွက်ခွာသွားကြပါတယ်။ Mr. Pace ကတော့သူ့ရဲ့ပတ်စံတွေနဲ့ကတင်တစ်ခုလောက်ပြီးတော့အိတ်နေပါတယ်။ပြီးတော့ Creeper တို့စီပတ်စံထုတ်ကြီးပြစ်ပေးလိုက်ပါတယ်။သမင်ကြီးအကောင်ရှူလာခဲ့အဲ့ဒီပတ်စံတွေကမင်းတို့ကြပဲ။ Creeper နဲ့စွန်ဘီယာပတ်စံကိုလှူရတော့မှာပါ။အဲ့ဒါနဲ့စွန်ဘီယာအမြန်ထွက်ပြေးသွားခဲ့ပါတယ်။ Aman S ကသူ့ရဲ့18ချက်တားခုတ်တိုင်းနဲ့တစ်ပင်ကြီးကိုခုတ်ပြလိုက်ပါတယ်။ပြီးတော့ရလာတဲ့တက်သားတွေကိုရှူပြီးထွက်သွားခဲ့ပါတယ်။ငါရူရီဒီကောင်စီကနေဝဝင်းနေမှရမယ်။ဒါပေမဲ့လည်းများနဲ့အပြစ်ခံလိုက်ရပါတယ်။ပြစ်လိုက်တဲ့ကောင်က Step ဖြစ်ပါတယ်။ Step ကယုံလေးကိုယူလိုက်ပါတယ်။အိုးအဲ့ဘာပုံလေးလဲဟာ။အဲ့ဒါနဲ့ Step ကပုံလေးကိုသွားကြည့်ပါတယ်။ဖွင့်တော့မဲ့ချိန်ယုံလေးက cloud တစ်ခုကိုနှိပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲပုံကြီးခြေထောက်တွေထွက်လာပါတယ်။မင်းကဘာကောင်လဲကွာ။စားမယ် Step က Roblox ကလေးနဲ့မစားဖို့ကန့်လန့်လိုက်ပါတယ်။ငါမှ Xbox game ဆက်မရှိဘူးကွာ။ဟုတ်လားခဏလေးနော်ဒါပေမဲ့မရတော့ပါဘူး Step တယောက်ပုံစားတောင်ခံလိုက်ရပါတယ်တစ်ပင်ဘေးမှာယုံလေးရရှုံးမာတဲ့အရှိမျိုးကြီးနဲ့ရှိနေပါတယ်တစ်ဖက်မှာတော့တစ်ပင်တွေတပင်မဲတပင်လဲကုန်ပါတယ်လဲနေတဲ့သူကတော့ Wither Skeleton ဖြစ်ပါတယ်ရလာတဲ့သက်သားတွေကိုလည်းစွမ်းအားသုံးပြီးမီးပုံတွေကိုထည့်ပစ်လိုက်ပါတယ် level 2ကိုတခါတည်းတက်သွားပါတယ်အိတ်နေတဲ့ Mr. Pace က My day hard story Wither Skeleton ကသက်သားတွေကိုထပ်ယူလာပါတယ်ဘေးကယုံကောင်က Wither Skeleton ကိုပြင်းဖို့လောက်တော့သူပဲအပြင်းခံရပြီးပြားသွားပါတယ်စွန်ဘီယာတစ်ပင်ဘေးမှာရပ်နေပါတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်ကြီးညဘက်ကိုကူးသွားခဲ့ပါတယ်ခရစ်ပါကထောင်ချောက်တစ်ခုကိုထောင်ထားပြီးတော့ကိုင်းသားတွေကိုဖမ်းဖို့ရှိနေပါတယ်တကယ်တော့ကိုင်းသားတွေကနောက်မှရောက်နေခဲ့တာပါအဲ့ဒါနဲ့ခရစ်ပါကိုတိုးလိုက်ပါတယ်ပြီးတော့ထောင်ချောက်ထဲကိုပြစ်ထည့်လိုက်ပါတယ်နောက်တော့သူ့ရဲ့ထောင်ချောက်နဲ့သူပြန်မိပြီးတော့ကိုင်းသားတွေကရှိနေခဲ့ပါတယ်တစ်ဖက်မှာတော့မီးပုံလေဘဲက31ကိုရောက်သွားပါပြီ Mr. Pace ကတော့စီးအပြင်ကနေတတရရပဲအေးအေးဆေးဆေးအိတ်နေခဲ့ပါတယ်နောက်တော့သူ့စီကိုကိုင်းသားတွေကရောက်လာခဲ့ပါတယ် Mr. Pace ကပတ်စံလေးပြလိုက်ပါတယ်ပတ်စံတကူကြောင့်ဖမ်းမဲ့ကိုင်းသားကနေဝိတ်တာအဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ် Mr. Pace ကအေးအေးဆေးဆေးအသားကင်ကိုစားလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဝန်ပလေတကောင်ရောက်လာပါတယ်ငါမင်းရဲ့ big fan ပါငါ့ကိုဒီမှာလက်မှတ်ထိုးပေးနိုင်မလား Sorry ပါပဲကွာမရဘူးအဲ့ဒါဆိုရင်တော့ငါပတ်စံနဲ့တွေ့ပြီ Mr. Pace ကပတ်စံလေးထုတ်ပြလိုက်ပါတယ်ဝိတာကမြေခွေးကိုဘားရိုက်ပြီးအဆုံးသတ်ပေးလိုက်ပါတယ်စွန်ဘီယာတစ်သားတွေနဲ့ဖုံပြီးတော့တမင်ကြီးကိုစောင့်နေပါတယ်အဲ့ဒီအချိန်မှာပဲတိုးရဲကိုတမင်ကြီးကဖျက်လျှောက်သွားခဲ့ပါတယ်စွန်ဘီယာလဲကျသွားခဲ့ပါတယ်မရဲ့ပစိန်စာကျွေးလိုက်တော့မယ်အဲ့ဒါနဲ့သူ့ရဲ့ပစိန်ကိုပြစ်လိုက်ပါတယ်တမင်ကြီးကိုထိသွားပေမဲ့လည်းအနာလေးတစ်ခုတောင်မရသွားပါဘူး Oh no ဘာလို့တာဘီတနေတီတမင်ကြီးကနောက်ကလိုက်လာရင်ချော်လဲသွားခဲ့ပါတယ်ဟာသမင်ကပေါ်ကြီးပါကွာတမင်ကြီးကပြန်ထလာပြီးလဲပြီးအောင်ညှက်လိုက်ပါတယ်မလို့ပါနဲ့ဗျာတာစားနေရပါဗျာဒီလိုနဲ့စွန်ဘီတယောက်အခန်းတစ်ခုစီရောက်သွားပါတယ်ထူးဆန်းတဲ့လူတယောက်လည်းသူ့နားမှာရှိနေပါတယ် Wither Skeleton ကတိုးရဲကိုသွားရင်းနဲ့ခွေးအုပ်စုနဲ့သွားတွေ့ပါတယ်အဲ့ဒါနဲ့ Wither Skeleton ကအသားပြအကြီးကြီးဖန်တီးပေးလိုက်ပါတယ်ခွေးတွေလည်းတရေကျနေပါတယ် Wither Skeleton လည်းအဲ့ဒီနေရာကနေအေးအေးဆေးဆေးထွက်သွားခဲ့ပါတယ်
တစ်ပတ်မှာတော့ကိုင်းသားတစ်ကောင်ကအကျဉ်းသားတွေကိုစောင့်နေပါတယ် with the skeleton ကစွမ်းအားသုံးပြီးတော့အဆောင်ကိုရှင်းပစ်လိုက်ပါတယ် with the skeleton ကအထဲကိုဝင်သွားပါတယ် ဘာလဲဟာဒီကောင်တွေကပါရနေရပဲ စွန်ပြီးတော့အေးအေးဆေးဆေးယူနိုတွေစော့နေရပါ အင်ကိုပြန်ရ သမင်ကြီးကသူတို့စီကိုရောက်လာခဲ့ပါတယ်ဒါပေမဲ့ခါတစ်ပိုင်းအရင်ပြတ်သွားပါတယ်ဘာလို့လဲဆိုတော့တွေ့ရခုတ်တဲ့အမန် SD ရောက်နေလို့ဖြတ်ပါတယ်စွန်ပြီးကရောက်လာပြီးတော့ဓာတ်ပုံတွေရိုက်လိုက်ပါတယ်သမင်ကြီးကရှော့သွားခဲ့ပြီး game ကိုအနိုင်ရပြီးအပြင်ကိုပြန်ရောက်လာခဲ့ပါတယ်စွန်ပြီးကသူတို့သမင်ကြီးကိုပြင်းလိုက်ပြီးဆိုတော့ပြပြီးပတ်စံတောင်းမာတော့တယ် Sorry ပါပဲကွာ Mr. Beast က game ထဲကနေပြီးထွက်သွားခဲ့ပါတယ်စွန်ပြီးတယောက်တော့ပတ်စံမရတော့တာကြောင့်ကြောင်လေးမှာခိုးငိုနေရင်းနဲ့ဆက်လန်းလေးပြီးသွားခဲ့ပါတယ်ရှင်အခုလိုမျိုးဗီဒီယိုလေးတွေသဘောကျရဲဆိုရင်တော့ channel လေးကို subscribe လုပ်ခဲ့ပါနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်